ဘာကောင်းတဲ့ဘုရားဖြစ်တယ်။ကျွန်တော်ဒီနေ့တော့ဘုရားနဲ့ကျွန်တော်စကားပြောတဲ့ဘုရားခင်ကျွန်တော်ဘာကိုဒီအသင်းတော်တွေကိုကျွန်တော်ယူဆောင်သွားရမယ်။အသင်းတော်တွေကိုဘာလို့ယူဆောင်သွားရမလဲ။ဘုရားခင်စကားပြောဖို့အင်မတန်မှအရေးကြီးတယ်။ကျွန်တော်ရဲ့အုံနောက်ကထွက်လာတဲ့အရာတွေကျွန်တော်လေ့လာလို့သိရှိထားတဲ့အရာတွေပြောရင်ဒီခေတ်ဒီကာလလူတွေအားလုံးသိပြီးသားဖြစ်တယ်။ဒီခေတ်ဒီကာလသိချင်တယ်ဆိုရင် Google ရိုက်လိုက်အကုန်လုံးပေါ်လာတယ်။ဆိုတော့ကိုရောရဲ့ပွင့်ပြခြင်းကိုမရဘဲနဲ့ကျွန်တော်သွားမယ့်ခီးစဉ်တွေအများကြီးရှိတယ်နိုင်ငံတကာသွားဖို့ရှိတယ်နောက်နှစ်မှာဆိုကျွန်တော်တို့အထူးသဖြင့် Middle East အပိုင်းအဓိကကျွန်တော်တို့သွားဖို့ဘုရားခင်ပွင့်လမ်းတွေဖွင့်ပေးလာတယ်ကျွန်တော် Egypt သွားရမယ်ကျွန်တော်Dubai သွားရမယ်ကျွန်တော်နောက်ပိုင်း Israel ကိုကျွန်တော်သွားမယ်မြန်မာပြည်မှာကြီးမားသောလို့ထားမှုတွေရှိတယ်လို့ထားမှုစီစဉ်တွေရှိတယ်ကျွန်တော်2013မေလမှာဆိုကျွန်တော်ဒီနိုင်ငံတကာလူငယ်တွေ Global Myanmar Youth Conference ဆိုတာရှိပါတယ်အဲ့ဒါကအခုစရင်ရဆိုတော့လူငယ်4000ကျော်သွားပါပြီဆိုတော့ဒီမှာရှိတဲ့လူငယ်တွေလည်းပဲစရင်မပိတ်သေးရင်တော့ကျွန်တော်တို့ပါဝင်လို့ရတယ်အဲ့ဒီအရာတွေကတော့ Facebook ကနေ application form တွေနောက်နှစ်မဟုတ်နောက်လမှာကျွန်တော်တို့အပြီးသက် PC လာမှာဖြစ်တယ် Global Myanmar Youth Conference 2013ဆိုပြီးတော့မှဒီ website ထွက်လာပါလိမ့်မယ်။ Australia ကလုပ်တာဖြစ်တယ်။အဓိကတော့ကျွန်တော် Australia ကိုသွားနေရင်းနဲ့ဘုရားခင်ယူပါရုံပေါ်ပြမှုနဲ့လုပ်လိုက်တာဖြစ်တယ်။အဲ့ဒီအရာကမတင်မပဲနဲ့တော်လေးကြီးမားတော့ပါတယ်။ဆိုတော့လူငယ်တွေမြောက်များစွာကျွန်တော်ပေါင်းနေတာမှာဖြစ်တယ်။အခုတော့လူငယ်ပေါင်း4000ရှိတယ်။အဲ့ဒါကမြန်မာပြည်လူငယ်တွေမြောက်များစွာပါလောင်းမှာဖြစ်တယ်။ဆိုတော့အဲ့ဒီအရာဆက်ဆက်လို့ဆုတောင်းပေးပါ။မြန်မာနိုင်ငံမှာရှိနေတဲ့တော်များများနေရာတွေမှာလည်းကျွန်တော်သွားပြီးတော့မှရခိုင်ပြည်မှာဆိုရင်ကျွန်တော်ဒီတစ်အတွက်တော့ကျွန်တော်ချိန်မပေးနိုင်လို့မြန်မာပြည်ကိုအခုစက်တင်ဘာလကျွန်တော်သွားမယ်9ရက်ပဲချိန်ပေးနိုင်တဲ့အတွက်ရခိုင်ပြည်ဒုထမှုအတွက်ကျွန်တော်ချိန်မပေးနိုင်ခဲ့ဘူးဒီကြီးနာဘက်ကကျွန်တော်ခေါ်တယ်ဆက်လက်ပြီးဆက်ဆူတောင်းပေးတော့ဒီမှာတော့မှုကိုပြုအောင်မှာဖြစ်တယ်အရေးကြီးဆုံးကချင်းတော်ကြီးဘုံတော်မှာတော့ဘုရားခင်ကအသုံးပြုနေတဲ့အပေါ်မှာဘုရားခင်ဘုံတော်ချင်းရှားဖို့ဆက်ပြီးတော့ဆူတောင်းပေးပါကျွန်တော်တို့ဒီဘုံတော်မှာလည်းဆူတောင်းခြင်းအင်မတန်မှအရေးကြီးပါတယ်အင်မတန်မှအရေးကြီးပါတယ်ဆူတောင်းခြင်း support ကအင်မတန်အရေးကြီးပါတယ်များစွာသောခေါင်းဆောင်တွေအောင်နေတဲ့သူတွေကြာရှုံးသွားတာဘာကြောင့်လဲဆိုတော့အတင်းတော်က backup ဆူတောင်းပေးခြင်းမရှိလို့ဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့နှစ်ကကျွန်တော်ဒီမှာလာတော့ကျွန်တော်ဆူတောင်းခြင်းအကြောင်းကိုအဓိကကျွန်တော်ပြင်သွားတယ်အဓိကကျွန်တော်ဟောသွားတယ်ယောဟန်ရဲ့ညီယာကုပ်ရဲ့တက်တာဟေရိုကတောင်းပြတ်တက်လိုက်တကယ်တမန်တော်ကြီးဖြစ်လက်နဲ့ခေါင်းပြတ်တက်ခံရတယ်။ဘာဖြစ်လို့လဲလို့ကြည့်တဲ့အခါမှာတင်းတော်ကမဆူတောင်းဘူးလို့။အဲဒီခါမှာယာကုပ်ကိုခေါင်းပြတ်တက်လိုက်ပြီးအဖြစ်ချေဘူး။ပေတရုကိုလည်းစပြီးဆောင်းပြီးတော့မှခေါင်းပြတ်တက်တော့မယ့်ချိန်ရောက်လာတဲ့အခါမှာခေါင်းပြတ်တက်ဖို့ရဲ့အကြောင်းဖြစ်လာတဲ့အခါမှာအတင်းတော်ကစပြီးဆူတောင်းကြတယ်။တင်းဝင်သူတွေအားလုံးကဆူတောင်းကြတယ်။အဲ့ဒီဆူတောင်းခြင်းကပေတရုကိုချုပ်နှောင်ခြင်းထဲမှာလွတ်မြောက်စေခဲ့တယ်။ဒီကနေ့ကကျွန်တော်ဒီစံလေးမှာပဲတရားဟောခဲ့တဲ့အားလုံးမှမိကြတယ်။ကျွန်တော်ပြဆက်ဖို့ဆူတောင်းပေးပါ။တတိယပြဆူတောင်းပေးပါ။များစွာသောသူတွေလွတ်မြောက်ခြင်းတက်တာဖြစ်ဖို့ဆက်ဆူတောင်းပေးနေတာကကျွန်တော်လည်းပဲဆက်လိုက်၍အရှိန်ကိုနဲ့လှုပ်ဆောင်နိုင်မှုရန်အတွက်ဆက်ပြီးဆူတောင်းပေးပါ။များစွာထိုက်နေရှိတယ်။များစွာတိုက်ပွဲတွေရှိတယ်ကျွန်တော် New Zealand သွားတဲ့ချိန်မှာကျွန်တော် crusade ကိုအားနဲ့တုံးနဲ့လာတဲ့သူတွေရှိတယ်။ကျွန်တော်ဆိုရင်လာပြီးတော့ကျွန်တော်အဓိကကျွန်တော်တို့ကိုကြီးကျယ်တပ်ဖို့ဖြတ်ပေါ်လာတဲ့သူတွေရှိတယ်။သူတို့ကညာလည်းဘုရားခင်ကြီးဆိုတော့ကြောင့်ဆူတောင်းပေးပြရတယ်မယနာဦးတို့ပါတယ်စုံသင်ပါတော့ပါတယ်ကိုစာပြီးတော့ပါတယ်သူတို့အခန်းထဲမှာသူတို့ဆူတောင်းကြတဲ့ခေါင်းဆောင်တွေလာပြီးတော့ကျွန်တော်ဒီလိုမလုပ်နဲ့ဒီလိုလုပ်ဆိုတော့အကြီးကျယ်ပြောတယ်အကြီးကျယ်ပေါ့နော်သူတို့ကညာလည်းဘုရားခင်ကြီးဆိုတော့သူတို့အေဝံဂေလိတရားပြောနိုင်ခဲ့တယ်ဆက်ပြီးတော့ဆူတောင်းပေးပါဒီညီဘုံမောင်မတွေဆက်လက်ပြီးတော့မှကျွန်တော်တို့ကဘာတဝန်လုံးသွားပြီးတော့မှဘုရားခင်အေဝံဂေလိသတင်းစကားဆက်ပြီးတော့ပြောကြမှာဖြစ်တယ်အချိန်မရှိတော့ဘူးဘုရားခင်နိုင်ငံတော်တည်ထောင်ရမယ်အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတဲ့သူညီကြီးမှာပြည့်စုံဖို့ဘုရားခင်လို့ရှိဒီရောက်ကြောင်းနားလည်ဖို့အင်မတန်အရေးကြီးအလိုတော်ဒီကောင်းကင်ဘုံနဲ့ပြည့်စုံတဲ့သူညီကြီးမှာပြည့်စုံတဲ့တရားကိုရှိဆိုအဲ့ဒါလေးကိုနိုင်ငံကျွန်တော်ရှင်းပြချင်အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတဲ့သူညီကြီးမှာပြည့်စုံပါစေဘောဆိုတဲ့ယေရှုခရစ်တော်တင်ပြီးတဲ့ခဏတော်အားလုံးကျွန်တော်လေ့လာဖို့အင်မတန်အရေးကြီးတယ်အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံပြီးပြီရေကြီးဘုံမှာပြည့်စုံဖို့ဘုရားလိုရှိတယ်ကောင်းကင်ဘုံမှာကျမ်းမာရှိတယ်ကောင်းကင်ဘုံမှာဆင်းရဲခြင်းမရှိဘူးကောင်းကင်ဘုံမှာယောဂမရှိဘူး
ကောင်းကင်ဘုံမှာနာကျင်ခြင်းမရှိဘူးကောင်းကင်ဘုံမှာအာရုံကဘူးမှမရှိဘူးအဲ့ဒီအရာတွေအားလုံးညီချိုးမှာယုံကြည်သူအဖြစ်တရားကဖြည့်ချင်တာဖြစ်တယ်ယုံကြည်သူအဖြစ်အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံခဲ့သူမြေကြီးပေါ်မှာပြည့်စုံဖို့ဘုရားသူရှိတယ်ဥပမာကျွန်တော်နားလည်ပြောပြအမေရိကရဲ့ကျွယ်ဝချမ်းသာခြင်းရှိသလားအမေရိကကိုပေါ်စားပြထားတဲ့အမေရိကန်တိုင်းရောဘယ်လောက်စီးရဲတဲ့နိုင်ငံရောက်မစီးရတော့ဘူးအင်္ဂလန်နိုင်ငံကိုပေါ်စားပြထားတဲ့အင်္ဂလန်တိုင်းရောဒီဘယ်လောက်စီးရဲတဲ့အီသီယိုးပီးယားနိုင်ငံမကတော့ဘယ်လောက်ဆိုးသွားတဲ့အာဖရိကနိုင်ငံဘယ်နိုင်ငံမရောက်သူမစီးရဘူးဘာဖြစ်လို့လဲပတ်ဝန်းကျင်စီးရဲမယ်ကိုစားပြုထားတဲ့နိုင်ငံကချမ်းသာတဲ့အတွက်ကြောင့်ကိုစားပြုထားတဲ့တိုင်ရုံးကလည်းဘယ်နိုင်ငံရောက်ချမ်းသာတယ်အဆက်အသွယ်ရှိဖို့အမှန်တန်အရေးကြီးတယ်အဲ့ဒီနိုင်ငံရောက်လို့အဲ့ဒီနိုင်ငံရဲ့ထောက်ပံ့မှုနဲ့တူနေတာမဟုတ်ဘူးအဲ့ဒီနိုင်ငံကိုစားပြုတဲ့အင်္ဂလန်တိုင်ရုံးဆိုအင်္ဂလန်နိုင်ငံတာဝန်ထားတယ်ကျွန်တော်ဖယားနဲ့အဆက်ရှိမယ်ဆိုရင်အလိုတော်ဒီကောင်းကင်ဘုံမှာပြည့်စုံတဲ့ညီကြီးကိုမှကျွန်တော်တတ်တာအပြင်ပြည့်စုံရလို့ရှိတယ်ကျွန်တော်ဖယားသားသမီးတွေဆိုတာမြေကြီးပေါ်မှာသူများကပေါ်နေထင်ရှားပြီးတော့သူများရှေ့မှာကြည့်တဲ့အခါမှာအတူယူစရာအော်စရာသူများကြည့်ပြီးတော့မှမေးစရာဘေကုံဖြစ်လာစရာအကြောင်းဖြစ်ဖို့ဖယားလိုရှိတယ်ကျွန်တော်ဖယားနဲ့တူသွားတဲ့တဲ့တာဖြစ်ဖို့ဒီမှာရေးကြည့်ရေးကြည့်တော့ပြောတာအဲ့ဒါပါလဲဆိုတော့ဖယားကိုဘာလို့ဖြစ်တယ်ကျွန်တော်အရေးကြီးဆုံးပါလေဖယားရဲ့နှုတ်ဘဝတော့ဖြစ်တယ်ဖယားရဲ့နှုတ်ဘဝတော်ပေါ်မှာရက်တည်တဲ့သူတွေလောကကိုနေကျွန်တော်ပြောပြီးအဓိကကျွန်တော်ဘယ်နေရာပဲတော့အဓိကချဆုံးအရာကဖယားရဲ့နှုတ်ဘဝတော်ပေါ်မှာရက်တည်တဲ့ဖို့ဒီမှာအရေးကြီးတယ်ဒီကျမ်းစာအုပ်ကိုချပြီးရက်ကိုပြောတာမဟုတ်ဘူးဒီနေ့တော်တော်များများကလောက်တာလွှဲတယ်တွေးမြင်တဲ့အရာလောက်တာလွှဲဒီကျမ်းစာအုပ်ကိုချပြီးတော့လွှဲတယ်ဘာသူချလာမှာပြီးတော့မှနားတဲ့အခါမှာဒီကျမ်းစာကိုပြုတ်ကြပါသူများဖြစ်တတ်တာခရိယာတွေပြုတ်ကြပါဘာပါဒီကတော့အမေကတော့လုပ်ပြီးတဲ့ချက်ချက်ဘာမှမတည်ရဘူးဘာမှလည်းမတည်ဘူးမကြည့်ဘုရားရဲ့နှုတ်ဘတ်တော်ဆိုဒီကျမ်းစာအုပ်ကိုပြောတာမဟုတ်ဘူးဒီကျမ်းစာအုပ်ထဲကရှိတဲ့အရာကျွန်တော်လည်းပြောတယ်ကျမ်းစာနဲ့နှုတ်ဘတ်တော်ဆိုတိတ်ကွာတယ်ကျမ်းစာနဲ့နှုတ်ဘတ်တော်ဆိုတိတ်ကွာတယ်ဒီနေ့ကျွန်တော်တတ်တာရဲ့မတိခဲ့ခြင်းနဲ့တိချခြင်းအောင်မြင်ချတိတ်ကွာတယ်ကျမ်းစာကိုတိတဲ့ချိန်နဲ့နှုတ်ဘတ်တော်ကိုရသွားတဲ့တတ်တာတိတ်ကွာတာပဲကျမ်းစာဆိုတာက written word ရေးထားသောစာကျွန်တော်အကြောင်းကိုသိတယ်။ထာဝရဘုရားဒီငါရဲ့တိုးထိန်ဖြစ်တော်မူငါဒီစည်းရဲမခံရ။အဲ့ဒီကျမ်းပဲကျွန်တော်သိတာငယ်ငယ်လေးပါပဲ။အဲ့ဒါကျမ်းစာကိုသိတာလေ။ဒီနေ့ကျွန်တော်ကျမ်းစာမသိဘူးလား။ပြုကြည့်အောင်။အကုန်ရတယ်။အကုန်ရတယ်။ယတနာကထာဝရဘုရားသည်ငါ၏တိုးထိန်ဖြစ်တော်မူ၏ငါသည်ဒါပဲစီးရနေကြတယ်မဟုတ်ဘူးလားဝေးချင်းရဲ့မောင်တော်ကစိတ်ဆင်းရဲတယ်မဟုတ်ဘူးလားစိတ်ဆင်းရဲခြင်းဝေးချင်းရဲ့ဆင်းရဲခြင်းမြန်မာပြည်မှာစိတ်မပြေလို့မလေးရှားထိုင်းနိုင်ငံထွက်အဲ့ဒီနဲ့ UN တွေရပြီးတော့မှနိုင်ငံခြားရောက်လာရတယ်အဲ့ဒါလည်းအဆင်မပြေဘူးတမျိုးပြီးတမျိုးပြောင်းတာမရမပြေတော့ဘူးသူပြတော့ကြွလိုက်ပြီးသူမျိုးပြောင်းနေမှာပဲဒီအိန္ဒိယကမှ is going to look boss အလုပ်ရပြုတ်ကုန်ပြီမပြုတ်သေးဘူးပြုတ်ရင်ဘယ်သွားလဲသူစဉ်းစားတယ်ဟောသူစဉ်းစားနေပြီဒီမျိုးမှာမခေါ်ဘူးတော့ဘူးနော်တဲ့ခုရင်းနာတော့လို့ကြားတယ်ဘယ်မှာလဲ Texas မှာ Texas မျိုးမှာငါမျိုးရှိတယ်မသိဘူးလေသူစုံစားနေပြီနေရာနဲ့မဆိုင်ဘူးဟာဝရဘုရားကြီးငါဤတိုးသေးဖြစ်တော်မူ၏ငါသည်စိတ်ရမဟာရဒါပဲငါနေတဲ့ဒီမှာငါ့အရာကောင်းကြီးပေးရမယ်ယုံကြည်ခြင်းနဲ့နေကြည့်
တ်နေနေအမင်္ဂလာဖြစ်တော့မင်္ဂလာတက်တယ်ပေါ့ဒီကဖြစ်တဲ့သာဝရဘုရားကြီးနိုင်တိုးချေအဲ့ဒါအရေးကြီးတယ်နိုင်တိုးချေငါ့ဘမှာဘုရားရှိတယ်ဘယ်လိုမျိုးချိန်နေပဲဖြစ်ပါစေတင်းမင်းရဲ့အရေးလွှမ်းမိုးသောဂျိုင်ကဲတို့ရှောက်သွားရတော့လေဘေးရန်မျိုးငါမကြောက်ဘူးအကြောင်းကကိုရောဒီအဲ့ဒါဒီကပဲကိုရောဒီအကြောင်းနဲ့အတူရှိတော်မူပြီးဖြစ်ရဲ့လာတန်တော်နဲ့တောင်းဝဲတော်ဒီအကျွန်တော်ကိုဒါပဲလေကိုရောသူရှိရဆိုပြီးဘယ်တော့ပဲတင်မင်းရဲ့တင်မင်းရဲ့အရေးကြီးပြောတယ်ဒီကောင်အရေးကြီးရှိတယ်လာချောက်တော့ကိုအဟုတ်ကြီးဖြစ်ပြီးဒီတိုင်းနိုင်ကဲစားဖြစ်ပြီးတော့တည်ကိုတော့မစစ်တယ်ဘူးသူကဖြစ်ချင်တယ်သူတကယ်ကြီးတယောက်အုံတော့အမေဘရောက်လို့တည်သွားတာသူမြင်ထားတယ်သူမျက်စိရှိမှတည်သွားတာမြင်ထားတယ်သူလည်းခေါင်းကိုက်လာတော့နောက်တကယ်ကြီးလို့များမခေါင်းကိုက်တည်လာမသိဘူးအရေးတင်မင်းရဲ့အရေးအကောင်တော်အရေးကိုကြောက်နေပြေးနေအဲ့ဒီဟယ်လိုကိုလာလေးနာညာပဲရီဆူဆာလာတော့မေးနေပြီကိုလာလေးနာချက်တင်လာလေးနာဒီလိုတင်းနေပဲကျိုးကိုလည်းမပြောတယ်မပြောတိတော့မှသူ့ဆွမ်းရှိနှုတ်ဘတ်တော့တာရဲ့ဆွမ်းရှိမှာကျိုးကိုမပြောတဲ့ချက်ဒီလိုတင်းစားကြည့်ပူသွားတာပဲပူတာပဲပေါ့စားပြီးအထဲမှာလည်းမဖြစ်လေပူတယ်ခွိတင်လာပြီဒါပဲပေါ့ဖိုက်နဲ့ကြမ်းကြမ်းလေးထွက်သွားတယ်နှုတ်ဘတ်တော့ဟာဒီငယ်တီးတာဆွမ်းရှိနှုတ်ဘတ်တော့တာရဲ့ဆွမ်းရှိတယ်မဟုတ်လားဒီစားပြီးတော့တိမကြည့်စမ်းပါလေတက်တယ်ရအရေးကျွန်တော်ကြောက်စရာအကြောင်းကမရှိဘူးထောက်ရပြရသည်ဖြစ်တော်မူငါသည်စင်ရဲ့ခိုင်းချင်းဒီကုသိုလ်ပြုရှေ့ကြည့်လို့ဆရာမောရမလို့ထောက်ရဘုရားကြီးနိုင်ကျွန်တော်တို့မှလည်းမကြွေးကြော်တဲ့လောကကြီးကိုဘယ်လိုလုပ်ကျွန်တော်ဗုဒ္ဓတည်ပြလောကသားလည်းစိတ်ကိုသွားတယ်ကိုယ်လည်းစိတ်ကိုသွားချင်းချင်းပြည့်ကိုမှကောင်းတယ်ဒီဘုရားလည်းဒီဘုရားကိုငါလည်းကိုယ်ဘာမှမလုပ်Ninda dulu syukur, mari dulu syukur. Mau, cawra yang, mai. Ayat itu jangan sahaja tinggal tu kene asal tersibuk. Haleluya. Jangan sahaja nyam tinggal tu kene asal tersibuk. Ingin lu Asal I shall find a mom and dad in the I shall not want it. Mama. He is my everything. He is my all. He is my everything, both great and small. He gave his life for me, make everything new. Wow, hallelujah. Change so that you know what so. He is my everything. He is my everything. He
gave his life for me ဘယ်မှာရောက်နေသေးလားဘယ်မှာအားရနေတယ် He is my everything He is my everything He is my all He is my portion He is my portion He is my portion ဘုရားခင်ငါတို့အဖို့ဖြစ်တယ်ငါတို့စားဖို့ငါတို့ကြွားဖို့ငါတို့နေဖို့ငါတို့ထိုင်ဖို့ငါတို့ကြားမှာဖို့ငါတို့အဖို့ငါတို့ရဲ့အရာခသိဖြစ်တယ်ငါတို့ကအရာခသိဖြစ်တယ်လေဒါပေမဲ့ကျွန်တော်အုံနောက်လည်းမသိတာလေတီတာပါတိုင်းတီဘာမထူးချောင်းတီတာမဟုတ်ဘူးအဲ့ဒါတက်တာထဲမှာခံစားနေရမယ် The Lord is my shepherd I shall not want ဒါပဲဘာလို့လဲဘာလို့စင်ပြေလာရှန်ထွက်တယ်စင်ပြေလာရှန်ထွက်တယ်ယုံကြည်သူတွေအချင်းချင်းတော့ပြောတယ်ဟာငါတို့ဖခင်သိရှင်လားငါတို့ဖခင်သိကောင်းလားအမိုင်း20လောက်ရှိပါဘူးပြောငါတို့ဖခင်ကြည့်တယ်ပြောငါ20လောက်ရှိပါဘူးလက်တယ်ပြောပြီးတော့မပေးနိုင်တော့ဖျားတော့မလာဘူးဘာလို့လဲမလာလဲ20ဒီမဆက်ရှိပြောတော့ဘယ်ဟာရအချင်းချင်းပြောတယ်အများကြီးချစ်တော်ညီကိုမကျန်တာလေးတစ်ပိုက်ပဲကျွန်တော်ပြောတာကိုဘာမှပြောလို့ The Lord is my shepherd တဲ့နာတကယ်ကျွန်တော်တို့ကိုပြရတကယ်ကိုပြရကိုကျွန်တော်တို့ကိုရှိတယ်ကျွန်တော်တို့တကယ်ကိုပြရငါတို့ငါစကားတိုင်းကြားရကြောက်ကြတဲ့ဘုရားစကားပြောတယ်ဟဲ့ဘယ်လိုပြောတာဘုရားစကားပြောတယ်ဆိုတော့အော်နဲ့ဘုရားစကားပြောတယ်နားမထောင်တာပဲကြားတယ်ဘာပဲနားထောင်တယ်လဲအဲ့ဒါဘုံမမပြောတာဘယ်လိုလဲမပြောတော့ဘယ်ဆရာလေးလာပြောတာအိမ်မပြောနဲ့နေလက်စာတော့ပြောလောက်တဲ့ချိုးလို့ရတယ်မပြောတော့ပါဘူးရဲ့အဲ့ဒီမိမကကြားနေတာဒီမပြောတော့ဘူးရဲ့ပြောတယ်အဲ့ဒီမိမကဒီဆိုအတားစင်တော့အဲ့ဘယ်လိုလဲဘုံရဲ့ကိုရရောက်ကြောက်နေတာတိတ်ပြီးနေနေတူပြီးနေဘာလဲပြောတော့တယ်ကိုကြားစီပြီးတော့ဘာလဲကြားစီလဲနှုတ်ကတော့ထားအဲ့ဒါတော့မလာတဲ့ဆရာအတင်းပြောတာမခင်နဲ့တော့တကယ်ပြောပြမယ်အတင်းလည်းတကယ်မတကယ်လည်းအတင်းလည်းတော့ဘာလို့တမ်းကြလဲနားထောင်ကြတယ်ဒါကြောင့်ကျမ်းစာပြောတာနားရှိတော့သူတွေကနားရှိတဲ့မကြားတတ်တဲ့လူတွေကနားရှိတော့သူတွေကကြားပါတယ်လေသူများတာသိနားထောင်တယ်အခုဆိုပို့ဆိုအခုဆိုနားမကြားတော့ဘာလဲနေကြတယ်လေပုံနဲ့ကျန်တဲ့ကြောင့်မှာအားနာလို့မောင်းတက်လာမှာဆူလာဒါတော့ဒီကိစ္စကလေးတွေသိအောင်ဟဲ့ကိုမင်းနေရာလေးလောကရဲ့ကိုဒုတိယရှင်တွေကလာဆူတောင်းလို့ဆူတောင်းဖျားရှင်ယုံကြည်ခြင်းအားကြီးအောင်မဆာကိုယ်ယုံကြည်ခြင်းအားကြီး
တယ်ဒါပဲဆရာမင်းစကားပဲများများကြားခင်ဗျားမကြားခင်သိသွားလိမ့်မယ်အခုချိတ်ကနေဖြစ်စေရုံချိတ်ကနေဖြစ်စေရုံချိတ်ကနေဖြစ်စေကိုယ်ကလည်းသူ့ရောကယောဂရှာဖို့လုပ်တယ်မရှိရှာမှာပဲသူကတော့ရှိနောက်ကရှာလို့ပဲနောက်ကရှာမယ်နောက်ကရှာမယ်သူကစီးနေရှာလို့မရရင်ဟိုကလည်းရှာမယ်ဒီကလည်းရှာမယ်ရှင်းတာလည်းရှာမယ်အခုဘယ်ကိုနောက်ဆုံးမှလူကရုပ်ပဲကြတယ်လူကပြည်လာပြည်သေးဘူးလည်းရှာမတော်မကြားချင်မသွားနဲ့မကြားချင်မသွားနဲ့လောကအောင်လာပါလေယုတ်ကြည်ခြင်းအောင်လေယုတ်ကြည်ခြင်းရဖို့ဘာလို့လဲများများကြားဖို့လိုတယ်ဘယ်အကြောင်းလဲဖရာရဲ့နှုတ်ဘတ်တော်ဖရာရဲ့နှုတ်ဘတ်တော်နှုတ်ဘတ်တော်ဘယ်တော့မှနှုတ်လက္ခဏာမရှိဘူးအပေါင်းလက္ခဏာမင်းတို့ကနားမရှိတော့ကငါနားဖြစ်တယ်လာစားမှာမရှိဘူးဆရာမတို့6လပဲကျတော့ငါလည်းအတက်ကိုပေးပါနဲ့တရားဖြစ်တယ်ဟာပြီးပြီစကားပြတ်နေတာငွေချင်းစမပြောဘုရားခင်ဒီဘုံအနုကိုလည်းစံပေတော်တော့စီးနေရှိတယ်တင်တော့လို့ရှင်းကြဖို့ယေရှုခရစ်အပြင်ယေရှုခင်ဝေါဝေါခရီးတော်ကြီးနေကျွန်တော်လည်းလုံးဝတော့ပြောနေလို့မရဘူးဘယ်သူမှလည်းပြောနေလို့မရဘူးတော့ကောင်းမြတ်တော့ဘောလုံးမကြည့်ကြဘူးလို့သူကိုလောက်လာဟာဘက်ကိုလာမကနာတကယ်ဘောလုံးဝါဒနာပါရကောလို့ဖြစ်နေမိမကြောက်ချင်ဘောလုံးကတော့ချင်အစားလို့ဘာချင်ဘူးဘာသာဘူးလေခရီးကိုမစက်တာတော့ချင်ဘူးဟဲ့ကလည်းဝါဒနာပါကလည်းဟာဆိုဘယ်ဆိုဆွေးနေဘောလုံးကြီးတော့တော့လုံးဘာလို့ချိုးကောင်းဆိုဘောလုံးမချီကလည်းရှေ့ကောင်ဘာမှမဖြစ်ချစ်တော့ဘောလုံးဝဲအောင်ပြောဖြစ်ခဏကောင်းနေချင်တော့တာဗျာအောင်ဝဲခံငါတို့အောင်ပြီငါတို့အောင်ရှိငါတို့အောင်ပြီဟဲ့လို့ကျွန်တော်လောကကိုဘုရားအောင်ရှိဖွင့်ပေးတာ it is which is one up here my body ငါတော့တကယ်တော့အစင်မှာဖြစ်လာဒါပဲငါတို့ရည်ငါစကားတန်တယ်နားထောင်တော့ရင်ကြားပြီးတော့မှနားထောင်ခြင်းစိတ်ရောက်လာဘယ်ကြားတဲ့ကြားတတ်ဖို့ကျွန်တော်အဲ့ကြားတဲ့နေရာမှာနေရလောကရည်လည်းကုန်ပြီဟုတ်လောကကြောင့်ကုန်ပြီဘုရားကြောင့်ကုန်ပြီလောကကြောင့်ကုန်ပြီလည်းမပြောနဲ့ဟောဒီမှာဘာဖြစ်လဲသူတို့ကုန်ပြီလေဟောဒီမှာဘာဖြစ်လဲမပြောနဲ့တည်တယ်ဘယ်သူနဲ့ဘယ်သူယူလိုက်ပြန်ပြီကိုယ်သွားပြန်ပြီယူလိုက်ပြန်ပြီဟောဒီဖြစ်သွားပြန်ပြီယူလိုက်ပြန်ပြီဟောဒီတော့ကုန်ပြီဒါပေမဲ့ကြားစားတယ်ဟောရှင်နာကြိုက်ကြခဏ6နဲ့6လားဆိုသူတို့ရှာပြီဓမ္မတိကိုရောက်လိုက်ဓမ္မဟောင်းကိုရောက်ဓမ္မတိချမ်းရစားပြီမလေးရှား1996တော့ကျွန်တော်96ဆိုမလေးရှားတော့မဖြစ်တဲ့ကောင်ဆိုမလေးရှားစင်ကာပူဟုတ်စားဆရာလာမဆိုโอเคဆရာမဝင်လို့တင်းတော့မတရားခွဲရမယ်နော်ဟုတ်ကဲ့အဲ့ဆရာအဲ့ဒါဆရာရဲ့တရားဟောတဲ့ကြားပိုက်လေးပြပါအောင်ဟောရှိခန်းကြီး6ငယ်6ပြီးအဲ့ဒီမှာတင်းလူကြီးပဲနော်တင်းလူကြီးကဘာမှမလုပ်ဘူးဒီစကားမျိုးကြောက်ဘူးဆရာဒီဆရာခန်းကြီး6လားဆရာမဟုတ်ဟောရှိဆရာဟောရှိနေဆရာမနေပြီကမသူရှာမတွေ့ဘူးအဲ့ဒါတင်းလူကြီးဟောရှိမဟုတ်ဘူးချင်းနေတော့လေကိရှာရလာသူမြင်တာကိရှာရပဲမြင်တာသူအဲ့ဒီကိုကုန်တည်တယ်နိုင်ငံရေးပြောမလားဘာသာရေးပြောမလားကုန်တည်တယ်ဒါမှမဟုတ်ရှိမစားတာဘူးကျန်တာမပြီးသေးဘူးစားဆိုတော့မပြီးသေးဘူး
အမေလည်းဘူးရှုရတော့ကျန်နေတာပြီးတော့ဘသူဆောမလဲဒါပဲချိန်နေကိုရတယ်ရှိကျန်တာကလာမင်းနီဒီတာမင်းပြရီတာမင်းဝါရီတာမင်းအစိမ့်ဒီတာကိုလုံးနဲ့တာမဆွဲနေတာဘသူအတွက်ဘသူလဲအစိမ့်ကတော့ငါအမေအတွက်တယ်အဝါတော့ငါလေးစီအတွက်တယ်ဟောအနီကတော့ငါရဲ့တငယ်ချင်းအတွက်တယ်အာအကုန်လုံးသူမှလည်းဘာအတွက်လဲသူများဆောငါတို့ဒီငါစကားသာကြားနေငါနောက်လိုက်ဘိုးဘိုးတို့မှာပြီးဒီကြောင့်လည်းဟုတ်တယ်။ဒီမျိုးနဲ့ပေါ်လာတာမျိုးတွေ။ဘာလို့ပေါ်လာတာလဲ။မှာလို့ဒီရထားတိုးများလို့နိုင်တယ်ဆိုတော့မျိုးတွေကြောင့်မှာတိုးသွားကြည့်။ဘာလို့လဲ။ဒီဆိုတာကမျိုးကတော့ရှိပါဘူး။နောက်နေ့ဧပြီမိလာတော့ကြောင်ဘယ်ရှိတယ်ကျွန်တော်ပြော။အဲ့ဒါဆိုရင်ဒီကောင်ကပြတ်တော့ကြောက်တယ်ဒီလိုပြော။တော့သုံးခေါက်ပြရှိပါပြီဒီလိုတော့ဘာမှခေါက်မှာကျွန်တော်တော့မယ်ဘာလဲဆိုတော့ငါတေးတေးချာချာအောင်မှကြည့်အောင်ချက်တော့တော့စာအုပ်ဖတ်တာလည်းပြည့်ကြည့်နေတာတော့အဆုနဆုတော့တောင်းမှနေတောင်းမှတာသူ့ချင်ချင်ပြန်စင်းနေတယ်တနည်းကတော့သူ့တောင်းနေသူ့တောင်းနေသူ့ဒီနဲ့တောင်းကိုင်းနေတာဘယ်ဖိုးနေသူကဒီတော့ဒီစားတော့သွားတယ်အဲ့ဒီလေကစင်းဒီတော့မြစ်ဆွေးနေတာရေပြန်ကူရမှာရောသွားတဲ့ချိန်မှာတိုးတင်လာတယ်တော့သူရဲ့တော့ကောက်တယ်တယ်တော့အဲ့လိုလည်းဒါပေမဲ့အဲ့ဒီတိုးဆူရောတော့ပြန်ထွက်သွားတယ်သူ့တိုးအုပ်စုနဲ့သူ့တိုးစုလုံးဝတက်ရှာတယ်အောင်ရပါမယ်စိတ်ကိုတော့လုပ်ကြည့်ပါစိတ်ကိုတော့လုပ်ကြည့်နားကိုတော့အကုန်လုံးရောတော့ဟိုလည်းပါတော့ဒီလည်းပါတော့လိုက်တက်ရှာတယ်တိုးတော့ပေါ့ဘူးရောသွားမယ်လေသူ့ဟာနဲ့သူတက်ရှာတယ်မလို့အမတက်ထွက်တော့သူ့အုပ်စုနဲ့ဆင်းလာတဲ့အုပ်စုကရောတော့လာတဲ့တက်ထွက်သွားရှင်းလာဆိုရောတက်ထွက်သွားလောကရတယ်မှာရောမလို့ဘယ်နိုင်ငံလဲရောအဲ့ဒီနိုင်ငံပုံစံတိုင်းသွားတာလားဒီဟာစစ်စစ်ကြည့်သွားတာလည်းအရေးကြီးတော့ပါဘူးသူထိန်းတာသူ့ရဲ့ဒုက္ခကာပြီးတော့ဒီကိစ္စကိုလည်းတော့ဘုံမဖြစ်ပါဘူးဘုရားပဲကြည့်တာဘုရားမျက်စိမှာမှုံတော့ညားတယ်လူမအားလေဘုရားညားတယ်သူရဲ့ focus ကအရေးကြီးဘလောက်အားနဲ့ focus ကအရေးကြီးသူကဘာဝကြည့်လို့ဆိုတော့ထိကိုကြည့်ဘလောက်ပဲရောလာသူရဲ့ focus ကဘူးမှာဖြစ်သူ့တိုက်တော့ညာလည်းဘယ်သူတိုက်လဲစိတ်ဝင်တာအခုလေးတိုက်တယ်ဟာမင်းငါစားတော့တော့ပြောနေဒါလည်းပြောက်သွားပြီငါပြောက်မကြည့်ဘူးဘယ်နာဘာလို့လဲဘာဖြစ်လဲဘာဖြစ်လဲပါရှင်ဒီကဖြစ်လဲပါရှင်ဘာဖြစ်လဲအဲ့ဒါအဲ့ဒါလေဟောဒါတော့ဘယ်လိုကျွန်တော်လေးရုံဖြစ်လာလေးရုံဆိုပေါ်မဲ့လို့ကြည့်ပြန်ကျွန်တော်လေးရုံကကျွန်တော်ကပါတဲ့ chicken ဒီကမို့ chicken နဲ့ chicken နဲ့မလို့တယ်လို့ပြောမှာဒီအောင်ပါပဲချီရောင်းတော့ဒီမှာစိတ်လိုက်သူစားလာလို့လို့chicken လို့ရဒီကလို့ပြန်တော့အဲ့ဒါတော့အောင်ရတယ်ပြီးရောအောင်ရတယ်ဘယ်လိုဆရာပြောတော့နားလည်းမပေါင်းအဲ့ဒါတော့အောက်မှာကောင်းလို့ရတယ်
ကောင်းလေးတယ်သူဝေးနေတာလည်းမဟုတ်သူတို့ရဲ့စောင့်မျှော်နေတဲ့အရာကြာသွားပြီဘုံတက်လာကျွန်တော်ကဘယ်ဟာသူ့အမေကစားပေးနေတာအဲ့ဒီကျွန်တော်မစားနိုင်ဘူးလေဒီငါကပေးမှာကျိုးစားပြီးတော့တက်နေတာသူ့ထန်တာသူ့ထန်တာချာတယ်။အော်ငါတို့ကဒီထဲမှာလာဆိုတော့ကျွန်တော်လောကရာဒီမှာလည်းကျွန်တော်ကျင်းနေပြောဘူးကျွန်တော်ပြင်မှာကျွန်တော် focus အောင်ပါငါ့ဘုံမဆာကြည့်တော့ဒီပေါ်ထွက်တော့တောင်းလို့တော့ငါမကြည့်ကောင်းနေနေရေးကြီးကိုဖန်ဆင်းတော်မူတော့ကောင်းရဖျားထန်တော်မှာမဆာကြည့်ကြောင်းပေါ်တယ်ဘုရားကိုနှောက်ကြည့်တော့ဘုရားခင်အိုးငါ့ဘမှာဘုရားရှိတယ်ငါကိုဆိုရမှာလေငါကိုကြောက်ရမှာလေအဲ့ဒီတက်တာဘူးပါလေစိဒီရှိတယ်ဘယ်လိုလဲနေကောင်းလေဘုရားကြည့်ဆိုတော့ဟာလေလူရဘုရားကမိဆိုကြားချင်တယ်လားမင်းသူပြောချင်တယ်ဘုရားလည်းမတော်တော့မဖြစ်တယ်လားကိုရှိနေပြီကြည့်တယ်ဘုရားဒီနာလာဒီနာလာဘုသူလည်းဒီထိုးဆရာတော့ပြယောဂရှာမတွေ့ဒီထိုးလည်းဒီထိုးလည်းဆရာဝန်စစ်တာလည်းမတွေ့တော့ဒါနဲ့ဆရာဝန်လေးလည်းထိပ်ပြီးပြစမ်းတယ်။အော်ဒီမှာပြည်နေနေတာကိုအာယုံများတော့ဘာဖြစ်လို့ဖြစ်မှာဟိုဒီလက်ထိပ်ထိုးလိုက်တာနေတယ်။ဒီလိုတော့တက်တာတယ်။အိမ်မှာတိုင်းကြီးဟောပြန်နေဘောလို့ focus မပြောက်ဘူး။ကိုယ်လေးစဉ်းလာချင်တော့အိမ်မှာတင်ကားလာယူငါတော့လေငါစကားတော့ကြားရငါတော့လိုက်ထိုးထိုးငါပြီးထောက်ရတဲ့ငါပြီးထိုးထိုးငါကမှအပေသူများမနှုတ်ဘူးယူရငါကမှအပေသူများမနှုတ်မယူရခရပွဲကထားတယ်ဒါပေမဲ့ focus ရေးကြည့်ကျွန်တော် focus ရေးမှန်းတယ်နော်မနေ့က Friday ကြည့်ကြလို့တော့ Saturday ညကြတော့အဲ့ဒီညပဲအားလို့ဆိုကိုရီးယားကောင်းအပိခံကြည့်တာဒီကိုကြည့်တယ်ညအားလုံးကြည့်ည9နာရီ3နာရီတော့ကြည့်ပြီးတော့နောက်နေ့မနေ့ဆရာအဗရာတိကလာဒီဆိုဟာထားလို့ဒီဒီမာယာကိုရီးယားကိုင်းနေတယ် so focus ကဘာမှမရှိဒီမှာလာလည်းဘာမှဒီနေ့3နိုင်တဲ့အချိန်ကိုဘာမှမရှိပြန်လာတပတ်လုံးပါရတယ်တရားတန်ကြလာဘာမှပြောဒီနေ့မှဆရာဘာမှပြစ်တင်နေတယ်ငါ့ကိုဆောင်းဟောနေကြမင်းအဲ့ဆရာသူ့ဘာသူမဟောဘူးလေရေးကြည့်တော့ပါတယ်နတ်ရှင်ကိုထိန်ကနတ်ရှင်နေကြီးရှင်ကိုထိန်ကသူ့ရဲ့ဒုက္ခကိုတင်ထားတယ်သုံးနေတယ်အဲဒီသူ့ရဲ့ကိုထိန်စစ်စစ်ကြည့်တော့သွားတယ်ဒါတော့မှပြီးတော့ညဘက်မှာကျတော့ဒီမှာထူးဆန်းတယ်ညဘက်ညမောင်လာဆိုတော့ကမျက်စိမကောင်းတယ်ဘာလို့လဲဆိုဒီဒုက္ခကိုရိုက်တာဘုတော့ရိုက်သူကဘာနဲ့လိုက်လာဆိုမျက်စိမကောင်းတယ်တော့ဘာနဲ့လိုက်သူတွေပြုတ်ကြတယ်ဆိုတော့ငါကပြုတ်ကြသူကနားနဲ့လိုက်ရင်းနဲ့သူကကြောက်လေးတွေချော်ဝတ်ကြတာအဲ့ချာမှာသူပြန်တော့ရှင်းတော့ပြောချင်တဲ့အရာပါလဲတခြားတော့နားမထောင်ဘူးတခြားຢာတွေသူကြားနေတယ်တခြားຢာတွေဟိုတခြားတိုးတွေဘာဖြစ်လဲညာဖြစ်လဲသူမကြည့်သူဘာမှကြည့်တယ်တိုးထိန်ရဲ့ဒုက္ခအတောင်ဝတ်သူtraveling နိုင်ရဖြစ်ဖြစ်တယ်ပြောတာသူ့ကိုအမြဲတမ်း focus လုပ်လို့ရတယ်လောကအရာတွေထောက်ရပြတဲ့နိုင်ကိုသူ့ဖြစ်အရာကပရင်သူ့ပဲ He is my everything I will focus on him သူ့မှာ focus လုပ်
အရာခတ်တဲ့ရမှာဒါကြောင့်မနက်ထားလိုက်မှာကောင်းနေကြတာဒါတော့သူတွေးတော့မနက်ထားတယ် This is the day that the Lord has made ငါတို့တဲ့ငါတို့အကောင်းဆုံးနေ့ကိုပြင်ဆင်ထားလို့ I will rejoice ငါဒီနေ့ကဘယ်လိုချိန်လေးပဲဖြစ်ဖြစ်ငါ I will ဆိုတာကသူဆုံးဖြတ်ချက်ချလိုက်တာ I will rejoice no matter what I will rejoice ဘယ်လိုချိန်လေးပဲကြုံတွေ့လာရ I will rejoice ဘယ်လိုပြဿနာပဲရေးဆိုင်လာရ I will rejoice ဘယ်လိုပြဿနာပဲကိုယ်ဆောင်နေပါစေ I will rejoice and be glad in it အဲ့ဒီတော့ဘယ်အရာကမှဖြစ်စီလို့မရဘူးဒါကြောင့် rejoice in the Lord ကျွန်တော်တို့ဘယ်အကောင့်ထဲမှာပတ်စံရှိမှာဝမ်းမြောက်တတ်တယ်ဘယ်ကောင်တွေမှာပတ်စံနေလာရင်ဆွေးလာအလုပ်ကလေးကနည်းနည်းအမျိုးလေးဖြစ်လာရင်အဲ့ဒီမှာဝမ်းမမြောက်နိုင်တော့ဘူးမှတ်ထားလောကကြီးမှာတည်မြဲတဲ့အရာတစ်ခုမှမရှိတဲ့အတွက်ခင်ဗျားတို့ဝမ်းမြောက်စရာလောကမှာစစ်မှန်သောဝမ်းမြောက်စရာဆိုဘုရားကလွယ်လို့ဘာမှမရှိဘူးဒါကြောင့် rejoice in the Lord rejoice in the Lord ဒီဘယ်ကနေဝမ်းမြောက်ကြတာမှာအရှိမဆိုးတယ်မို့လား The joy of the Lord is my strength The joy of the Lord is my strength ဆိုနေအောက်ကလူတွေဘယ်လိုနားထောင်လဲသိလား The joy of the Lord ရှားလာလို့ဒီလိုပဲလားဒီရဲကဒီလိုပဲချေဖို့ရဆူချင်းဆိုတာပြီးတော့လားကိုယ်ကရှိတဲ့သူကတော့ဘာသာလုပ်တယ် The joy of the Lord is my strength Hey အဲ့လိုချင်းနေလို့ရတာငါ့ကိုဘယ်တော့မှပြင်မထားတဲ့တရားရှိတယ် The joy of the Lord is my strength Rejoice in the Lord and again I say Rejoice အဲ့မှာဘာလို့ဆောင်ရှိဘုရားကလွယ်လို့အမေကျွန်တော်ပြောမယ်လားမရှိတော့ဘုရားစီကွာလားမရှိတော့ဘူးလုံးဝမဆွေးနဲ့ဘုရားရှိတယ်လားမရှိဘူးဘယ်သူရှိလဲဝယ်မရှိတော့ဘယ်သူရှိလဲကျမ်းမရှိမရှိတော့ဘယ်သူရှိလဲဒါတော့အဲ့ဒီရှိနေတယ်ဘုရားရုပ်ကောင်းပေးလိမ့်မယ်ဘာကြောင့်မဆွေးရမလဲငါ့မှာဘုရားရှိကျွန်တော်မင်းမကျွန်တော်ထားပြီးတော့တို့စရာကလေးတော့ရထားကြစရာဒီရောက်နေဘယ်လိုမင်းမခိုင်းရမလဲဆက်အဲ့ဒါ rejoice in the Lord မရှိမရဘူးမိမမှာ rejoice နေတာသူကမိမမရှိတော့သူလည်းဝမ်းမရောက်နိုင်တော့ဆရာကျမဘွားကလည်းဆရာယောက်ျားခလေးမြောက်နဲ့ထားခဲ့လို့ကျမဘွားဆရာအဲ့ဒါယောက်ျားနဲ့သူဝမ်းမြောက်နေတာလေ Rejoice in the Lord Hello လူခရီးနဲ့ပါလို့စင်မနဲ့ပြောင်းရတာစင်မနဲ့ပြောင်းရ No Rejoice in the Lord Amen Rejoice in the Lord ဒီကိစ္စနဲ့ကျွန်တော်ဘုရားချစ်နေပြောဘုရားကောင်းမြတ်တာကျွန်တော်ဘာလဲမသိဘူးပြောရပြောဝမ်းမြောက်ကျွန်တော်ပြောနေကျွန်တော်ဝမ်းမြောက်ခင်ဗျားဝမ်းမြောက်နေပြီ Hallelujah ကိုဘီနာမှာပြောရှိတယ်သူပြောရအောင် Rejoice in the Lord And again I say rejoice Hallelujah
ဝကြီးမပြီးလေခဏစားနားတဲ့တိတ်လို့မပွားရအဝတ်တော်မပါဘူးဖတ်ပြီးအဝတ်တော်ရှိတော့အေးဒီကတော့ထမင်းလိုက်ကိုပဲကိုယ်စနားချက်ကြောင်မတူဘွားပြီးဆောက်ထားတာမမြဲဘူးဘယ်လိုလဲတိတ်တောင်လိုက်အမေအဲ့ဒီမှာဆရာကြောက်ကပြောဟာလေလုယာဟာလေလုယာဘာလို့လဲဒီကနေ့ဆက်ငါကြောက်ကတိတ်ရပြီးငါပြောတယ်ဘာလို့လဲငါပင်မှာလာခဲ့ငါချက်တန်နေချက်တန်နေတိတ်ပါလေအဲ့ဒါမထဲတော့ဒီတော့မထဲတော့တန်ကြီးကိုရပြက်စီးတဲ့လောကီဥစ္စာမစီးဘူးစင်ရဲ့အကောင်းကြီးကတော့စီးပြီးကြရဒီရဒီမှာတိဆောက်တာဘယ်မှာတိဆောက် The Lord is my shepherd I shall not want တနေ့တာလုံးဒီကြားစာလေးတစ်ပိုက်ကအတ္တတာအဲ့မှာအုံနောက်နဲ့တည်နေမှုပဲအတ္တတာအဲ့မှာတည်နေပြောနေကြတယ်အယူပဲပြောမှလည်းခါလေးပြောလို့ရချင်တယ်ကင်းရင်နာချင်း rejoice in the Lord is my shepherd I shall ငါတော့ငါစကားတော့ကြားတော့ငါ့ကိုလိုက်ထိုးတော့ငါတည်ငါတည်ငါတည်ဖို့တော့ငါလာမအဘယ်သူများမနှောမယူစရာငါတောင်းနေတယ်အရေးကြီးတာကလည်းတိုးနေပြီခရအတန်ကိုလည်းကြားတတ်ပြီလားတိုးထက်ရအတန်ကိုကြားတတ်တဲ့တိုးဖြစ်ပြီလားမဟုတ်ရင်များစိတ်ပဲစိတ်ကအမြဲတမ်းဘာတုံးစိတ်ကသူ့တန်ကလည်းဘာစိတ်ကအမြဲတမ်းဘာပဲနေကောင်းလားကောင်းပါလေဗျအဲ့တော့မဟုတ်အစိမ့်ပြပြပါဆရာဒါပေမဲ့ဆိုအင်္ဂလိပ်ဆိုပါရှင်းပြလားဒါပေမဲ့ပါလေဖွင့်စိုက်ဘာနော်ကိုယ်လည်းဖွင့်လိုက်ဘာတော့အခုကြည့်ရတယ်မသိနဲ့တော့ငါလည်းငါစားနေတယ်ငါကျွန်တော်ဘာလာတော့ရမလို့အဲ့ဒါစိတ်တိုးဆိုတာကအမွေးကြီးလို့ဝါပြီးတော့ဒါလေးနဲ့သူ့အောင်ရှာပြီးမှလုံးလုံးဝါကြည့်ကြည့်နေပြတ်ဆိုတွေ့ရပြတ်တော့သူ့တက်တော့ဆိုတာချင်းနေမှာဟောဖို့ပြတော့တခင်အလိုလိုဝန်ခံတခင်ရဲ့အလိုလိုဝန်ခံအော်ချင်းမရှိဘူးယုံ感情မရှိဘူးဂျာကလိုပဲဆိုင်ကိုလို့ဒါကြောင့်အလိုလိုတိုင်းဖြစ်ပါအလိုလိုဝန်ခံပြီးတော့အမှန်တော့အမှန်တော့ဖြစ်စီရှာတယ်ရှာတယ်ဒီတော့မိရဲဝင်ရဘုရောကျွန်တော်တို့ရဲ့ရတာကဒါလားဘုရောဟိုသူများတဲ့တောက်စားနေတဲ့နေရာမှာမတော်တဲ့အတိအနှံရေဝဲတောက်စက်ကခဲ့တာကျွန်တော်ရတာကမီလာဘုရောမီလာမှာကိုလာစားတင်ထားတဲ့မီလာကိုတော့မပြောဘူးအရှင်ရင်းကြီးလောက်ထားတဲ့ဒီပြည့်တဲ့ကနေကျွန်တော်ဘုရားစကေကိုအာမင်မကဲလို့ရင်လေရေးကြလားကိုတက်လိုက်ဆိုကျွန်တော်ဆိုရင်အဲ့ဒီမှန်ဒါကြောင့်ကျွန်တော်ဒီနေ့ဒီမှာမင်းမပေးစားပါအဲ့ဒီလည်းမှန်တယ်မှားသွားတာဒီနေ့မှာမပေးဖြားကြောင်မသွားတော့လေတာမှားသွားတာခရအောင်ကျွန်တော်တို့အဲ့လိုတော်လို့မရဘူးဒီမှာဘာပြောလဲရှာလို့ရှာပြီးပြီပါတော့ဆိုတာလို့တော့ခံရတယ်ဒီမိအိုက်တယ်လေပြောနေတယ်ကျွန်တော်ပြီးလားဘာကဲလို့လဲသူ့မှာတောင်းရှိတယ်အကြောင်းရှိ
မကဲလို့ရင်လည်းအရှင်မင်းကြီးလောက်ထားတဲ့ရုပ်စုကိုကျွန်တော်မဟုတ်ွယ်နိုင်ဘူးဘာလို့ပဲကိုယ်ကတော့မယ်အဆုံးထိထာဝရဘုရားကိုပဲကိုယ်ွယ်မယ်ဘာလို့လဲဘာလို့လဲဘာလို့လဲကျွန်တော်ဒီကောင်မှာကျွန်တော်ချမ်းသာလို့ကျွန်တော်ဘုရားကိုယ်ွယ်တာမဟုတ်ဘူးကျွန်တော်ဆင်းရဲလို့ဒုက္ခတွေနဲ့လုံးထွက်ကိုဘုရားကိုယ်ွယ်တာမဟုတ်ဘူးကျွန်တော်ကြားမှာလို့ကျွန်တော်ဘုရားကိုယ်ွယ်တာမဟုတ်ဘူးကျွန်တော်မကြားမှာလို့ကြားမှာစီလို့ဘုရားကိုယ်ွယ်တာမဟုတ်ဘူးဘုရားကကိုယ်ွယ်ထိုက်တဲ့ဘုရားမို့လို့ကျွန်တော်ကိုယ်ွယ်တာလည်းဖြစ်ရတယ်ကိုယ်ွယ်လက်ကိုဘုရားရှင်မှာတင်းရတက်တာမှာအမေကလည်းကောင်းမင်းကလည်းဖြစ်ရမယ်ရှာဘရာနေရှာအမေဒီဘောဒီမိအကြမှာကဲလို့နေအရှင်မင်းတို့ကရုပ်ထုကိုပြောနေပြောချင်တာ I choose to worship Almighty God who created heaven and the earth ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားကိုပဲငါကိုဝင်မယ်မိအိုင်တဲ့ဘုရားလေဒီဘုရားကိုဝင်မယ်အဲ့အလိုတော်ဝန်ခံချက်တတ်တာမဖြစ်စေသေးဘူးဒီထဲမှာဘုရားရဲ့လက်တော်မြင်ဘုရားအင်းငါလျှောက်ခြင်းတတ်တာကိုခံရတယ်ကဟာ no cross no crown no cross no crown ယေရှုခရစ်တော်အလိုတော်ဝန်ခံပြီးတော့ပါတယ်အလိုတော်ဝန်ခံပြီးတော့အလိုတော်ဝန်ခံတဲ့ချိန်တိုင်းမှာဘုရားရဲ့ကြီးမားတဲ့လက်တော်ကိုမြင်ရတယ်လောကကတဲ့မှာတပ်ဖို့ရကြောင်းဖြစ်လာတဲ့အခါမှာသူတော်ကိုလုပ်လို့ပိတ်လို့တူတာလည်းကအချင်းစားတာအားလုံးဆိုဘုရားခင်ဘူးလားဘုရားစိတ်ခိုင်းတဲ့အမှုပြီးစီးစေခြင်းကငါရဲ့စားစရာဖြစ်တယ်ယေရှုခရစ်တော်ငါစားစရာကဘုရားရဲ့အမှုကိုပြီးစီးစေခြင်းဖြစ်တယ်ဘာလို့ပြောလဲလောကကတဲ့မှာနေတယ်အလိုလိုကိုခါလိုက်တယ် cross ပြီးသွားတယ်ကောင်းလာတယ်ဘယ်လိုချီနေမျိုးမှာလဲ cross ဆိုတဲ့ကိုယ်မဖြစ်ချင်ကိုယ်မမြင်ချင်ကိုယ်မရင်ဆိုင်ခြင်းတဲ့အရာရင်ဆိုင်ရမှာရှိမှကောင်းရှိတယ်ဟာလေလုယာမိအိုင်ကိုတို့မရင်ဆိုင်ခြင်းပါဘူးဒါပေမဲ့မိအိုင်တဲ့မိကူလာခြင်းတဲ့သူတို့မဖြစ်ချင်တာကြဘုရားရဲ့အလိုတော်ကိုခံချအကောင်းဆုံးဖြစ်တယ်ဆိုတော့ဘုရားလည်းဝင်သွားတယ်မိဘတို့ကိုလောင်ကျွမ်းစေဖို့ခွင့်ပြရမယ်အဲ့ဒါဘာဝအထက်မှာလို့ခေါ်တယ်အကြောင်းမှထားဒီကြားစာကတော်တော်မျိုးဘာလို့မလို့လဲသိလားဘာဝမကြလို့လို့ရှိရှိနေတာခင်ဗျားတို့မျိုးပဲဘာဝကြမှာလို့ပဲဆိုခင်ဗျားဘာဝတော့မရှိဘူးဒီကြားစာဘာဝအထက်မှာရှိတဲ့တော့တဘာဝအဲမှာမရှိတော့ခင်ဗျားအုံနောက်နဲ့ဖတ်လို့မရဘူးနှလုံးသားနဲ့ယုံပြီးတော့ပတ်တည်တတ်တယ်ရမယ်ဟဲ့လားတကယ်တော့ဒီဆူတောင်းတာမှချင်းတဲ့ပြင်းနေစင်းရမယ်ပြောဒီကိဒီကာရဆိုတာကျွန်တော်မမဆာရှောင်းတယ်မမဆယ်ဖို့တဖို့ဖဲတယ်မမအလုံးဝဲဖဲတယ်မမဆူတောင်းစီဝဲတွဲတားတယ်ဘာဖြစ်လို့ Why me Lord ဆိုတယ်ဒီခရီးနဲ့ဆိုတယ် Why me Lord Why Why မ why နဲ့ဘုရားမှာကြီးမားတဲ့ကြောင့်ရှိတယ်ချင်းတဲ့တွင်တဲ့စီယာတနေ့တော့ယေရှုတော်ရဲ့ရတာကလည်းယေရှုချင်းပြန်ငါတော့ခုံအောင်ကောင်းတဲ့ပြန်လာပဲပြန်ဘိုက်တာရခါရဲဆိုဖျက်လိုက်မစလားသူဘာဆိုလဲတော့မသိဘူးပြောမြင်အောင်ကြည့်တယ်နော်မြင်အောင်ကြည့်တယ်ကျန်တာလည်းမပါဘူးမြင်အောင်ကြည့်ရနော်ဆရာတိကပြောတယ်တိုင်လာဒီပြင်းချင်းဆိုတယ်လို့မလုပ်ဘူး
Aluroshida Yuro mà bảo luôn mày xin đi làm là ta bên này để làm Uroshida Chano Uroshida aku okay Uroshida aku jangan cincin dia punya beauty nama Omi cincin beauty ya cô yêu cha cô mới mà beauty rồi ya mấy mà yêu cha beauty rồi ya ta mấy mà yêu cha nó mới beauty rồi ya ô nhẹ cincin sao beauty này ra cái nào bỏ mày ở trên số đó Uroshida Chano Omi cincin beauty nó đại đại là quen Omi cincin beauty rồi mày à bố ngã ta tụi mình ngã bộ sẽ giàu tụi mình cho nó ngỏ vào tụi cho nó thì cho nó màu không quên tụi bắt đầu tụi làm gì trong này trong địa trong này mình gì chả xoay nó sợ chỉ số cho bạn chào nhau cái số ngọn bắt đầu đi ẩm cây này không quên đâu mà ra Thế nó về miền Nam rồi, đã mà tôi không biết này, nó về bao giờ? Alo, đó sẽ tôi suy đoán về tôi suy, cho nên Nam là cái không ăn nào để đó, mà bị nó vào. Đi qua đi. Cô đó xem cô thế chân nó cô bị chỉ cũng bị mình. Này à, cô thì cô đó, chứ nó mấy mà là tới xóa rồi cô, cứ miền Tây mà. Là để tu một giá gì là tu một chút tu một giá gì là chạy mi ngao mà cho là đi ăn gì mà mày ăn gì cô nó sẽ ô chứ nó ô chứ mà anh nhau cha thì anh em tao đã mà anh cũng bao nhiêu tao đây là cái câu mà để xem cái luôn ô nó chân nó ôm đi ya ô này cô nó phim gì vậy ya tao mà ya ô thế chân nó ôm ya ô phim gì vậy biểu biên này ya cái phim gì này cô nó xin ô thế chân nó ôm đi cô nó xin nhẹ à sao này gì cả bố nó xin này Chỉ tôi đi cùng mama rồi, cho đi đi, đi ra đây này chúng ta đi rồi, thao ra nhà đi, mai tôi thêm chuyện gì, chán giả đi, alo đi nào, anh đi này, tin cái nhà xin, tin cái tôi thêm chi, tin là tôi kêu là tôi sang gia đình rồi, ai sure, no. Bám ăn được để đi xem thì ăn làm gì? Nói biết rồi. Công kinh câu chuyện phạt thì nó tôi phạt rồi. Cái nó rất là chú ý ông đó tụi mình được. Cô kia nó mà xin được rồi. Thì nó phải ăn cả tụi mình được rồi. Sao cho mày? Thì ông kia đó là kia. The Lord
လူလာကျွန်တော်နဲ့တွေ့ရှိတဲ့ဖခင်ဘုရားရှင်ဒီမှာကျွန်တော်ပြည့်တဲ့ခေါ်လာတော့ကျွန်တော်ကြည့်လို့ချီးမွမ်းပါတယ်ဒီစနေမှာလောကရာရဲ့ဆွဲဆောင်မှုများစွာရှိပါတယ်လောကရာရဲ့ထဲမှာကျွန်တော်အာယုစိုက်တာပုံများပါတယ်ကိုလိုကိုအာယုစိုက်တယ်လို့ပါဇက်ကပဲပြောပြတတ်တာတကယ်အာယုမစိုက်ခဲ့တဲ့ချိန်တွေအများကြီးရှိပါတယ်ကိုလိုရှင်လောကရာရဲ့ထဲမှာကျွန်တော်တို့များစွာချိန်တွေကိုလိုခဲ့တဲ့ပူပန်ခဲ့တဲ့လောကတွေဒါပေမဲ့ကိုလိုကဘေးနားရက်နေပြီးတော့မှဝင်လေးနေတာငါသားဝင်လေးနေတာငါသမီးတေးကားတော့ပြန်လာငါမိကိုချမ်းသာပေးမဆိုတဲ့တတ်ကိုပြီးတော့ခဲ့တဲ့ကြောင့်မိမတော်နေခဲ့တဲ့ကိုလိုကျွန်တော်ကိုလိုထပ်လို့ပြန်လာပါတယ်ကိုလိုတော့ပြန်လာပါတယ်ကိုလိုရတန်ကိုမချခဲ့တဲ့ချိန်တွေများစွာရှိပါတယ်ကိုလိုပြောနေတော့ညာလေးပဲကိုလိုဘေးနားမှာအေးမာရီလာကျွန်တော်တွေ့ရှိတဲ့ဖခင်ကိုလိုတန်ကိုကျွန်တော်ဒီလိုရှိခဲ့တယ်ကိုလိုရတန်ကိုဥပိ္ပခာပြုခဲ့တယ်တို့ပြပြောင်းမချပါနဲ့ပါကိုလိုရှိတော့မတို့တော့ပါနဲ့ပါအိုဗာရောက်တဲ့တဲ့ကိုလိုတန်ကိုတာyiချတာဖို့ဘုရင်သားကိုထွက်ပေးပါကိုလိုဖျားတဲ့ရောက်နေတဲ့မကြီးကြောင့်ဘုရင်မျက်စိကိုထွက်ပေးပါLord Jesus. Oh, the power thy is here. Oh, Rana. Now,